ကိုဖုန်းထဲမှာဘသူ့ကိုမှအသိမပေးခြင်းနဲ့လှည့်ဝက်အပ်တီရှိနေလားကိုယ့်ရဲ့ဖုန်းကိုတယောက်ကတောင်းသုံးတဲ့အခါမှာရင်တုန်နေရတော့မဲမလားလုံးဝဆက်မပူပါနဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ကိုဖုန်းထဲက app တွေကိုမှော်ဆန်ဆန်ဖျောက်ထားလို့ရမယ်နီလန်၃မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမစခင်မှာတော့အဲ့လို user guide ပါ unit ရဲ့ Facebook page, TikTok channel နဲ့ YouTube channel လေးတွေကို like and follow, subscribe လေးလုပ်သွားပေးပါဦးဒါဆိုရင်တော့အဲ့လိုဗီဒီယိုလေးစလိုက်ရအောင်ပထမအဆုံးတစ်ချက်ကတော့ hide and require face ID ဖြစ်ပါတယ်ကိုဖျောက်ထားခြင်းတဲ့ app တစ်ခုကိုဖိပြီးသွားရင် long press နှိပ်ထားပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ require face ID ဆိုပြီးပေါ်လာပါလိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင် hide and require face ID ကိုရွေးပေးလိုက်ရင်ရပါပြီဒါဆိုလို့ရှိရင်တော့အဲ့ဒီ app က home screen မှာရော search မှာပါလုံးဝရှာလို့ရတော့မှာမဟုတ်ဘဲနဲ့ hidden folder တွေကိုရောက်သွားမှာဖြစ်ပါတယ် hidden folder ကကိုယ့်ရဲ့ face ID မပါဘဲနဲ့လုံးဝဖွင့်လို့ရမှာမဟုတ်ပါဘူးနံပါတ်2အချက်ကတော့ remove from home screen ဖြစ်ပါတယ်ကိုဖုန်းထဲကတိမ်မသုံးဖြစ်တဲ့ app တွေကို home screen မှာရှုပ်နေရမျိုးမလို့ခြင်းဘူးပြီးတော့ရင်ဖြတ်လဲမဖြတ်ပြစ်ခြင်းဘူးဆိုလို့ရှိရင်တော့အခုပြောပြမယ့်နည်းလမ်းလေးကိုလုပ်ထားဖို့လိုအပ်ပါလိမ့်မယ်ပထမဆုံးအနေနဲ့ home screen ကနေကိုရွှေ့တင်တဲ့ app ကို long press နှိပ်ထားလိုက်ပါဒါဆိုလို့ရှိရင်တော့ remove app ဆိုပြီးရင်အနီအောင်စာကြောင်းပေါ်လာပါလိမ့်မယ်အဲ့ဒါကိုနှိပ်ပေးပါပေါ်လာတဲ့ထိပ်ဆုံးက remove from home screen ကိုနှိပ်လိုက်တာနဲ့ app က home screen ရဲ့နောက်ဆုံးမှာရှိနေတဲ့ app library တဲကိုရောက်သွားမှာဖြစ်ပါတယ်တကယ်လို့ပြန်ရွှေ့ချင်တယ်ဆိုလို့ရှိရင်လည်း library တဲကရွှေ့ချင်တဲ့ app ကို home screen ဘက်ကိုဆွဲထုတ်လိုက်အောင်ပါပဲဒီနည်းလမ်းကကိုဖုန်း home screen မှာ app တင်နဲ့ရှုပ်ပွားနေတော့မှာမဟုတ်ဘဲနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ focus move ဖြစ်ပါတယ်ရှင်းမပြောခဲ့တဲ့နီလန်းတွေတရားလို့ app တစ်ခုချင်းစီဖျောက်တာမဟုတ်ဘဲနဲ့ page တစ်ခုလုံးကိုဖျောက်တဲ့နီလန်းဖြစ်ပါတယ်ဒီနီလန်းကကိုတီးတန့်သုံးခြင်းတဲ့ app တွေစုထားတဲ့ page ကိုတငယ်ချင်းတွေရှေ့မှာဖျောက်ထားခြင်းတယ်ဆိုလို့ရှိရင်တော့အရန်ကိုသုံးဝင်ပါတယ်လောက်ပေါ်လုံးနီးစက်တဲ့လေးကိုပြောပြပေးတော့ပါမယ်ပထမဆုံးအနေနဲ့ကိုဖျောက်ထားခြင်းတဲ့ app တွေကို page တစ်ခုထဲမှာတီးတန့်စုထားလိုက်ပါဥပမာဒုတိယစာမျက်နှာဒါမှမဟုတ်တတိယစာမျက်နှာမှာအဲ့ဒီ app တွေကိုတီးတန့်ရွှေ့ထားပေးပါပြီးတော့ရင်တော့ setting ထဲကိုဝင်ပေးပါsetting ရဲ့အလယ်နားမှာရှိရဲ့ focus တွေကိုတွားပါအဲ့ဒီမှာ mode တစ်ခုကိုရွေးပေးရပါမယ်ဥပမာ personal web တစ်ခုကိုရွေးပေးပါcustomize screen ဆိုတဲ့ခေါင်းစဉ်အောက်ကဘယ်ဘက်မှာရှိရဲ့ home screen ပုံစံရဲ့အောက်က choose ကိုနှိပ်ပေးပါအဲ့ဒီမှာကိုဖုန်းရဲ့ home screen ပုံစံစာမျက်နှာတွေအကုန်ပေါ်လာပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ပေါ်ကျင်တဲ့ app တွေမှာပါတဲ့ page ကိုပဲအမှန်ချစ်ပေးပြီးတော့ရင်ကိုဖျောက်ထားခြင်းတဲ့ app တွေစုထားတဲ့ page ကိုတော့အမှန်ချစ်ဖြုတ်ထားလိုက်ပါပြီးတော့ရင်တော့အပေါ်တော့မှာ dump ကိုနှိပ်လိုက်ရင်ရပါပြီဒါဆိုလို့ရှိရင်တော့ control center ကနေ focus move မှာကိုစောနာကထားခဲ့တဲ့ move ကိုနှိပ်လိုက်တာနဲ့ home screen မှာအမှန်ချစ်ဖြုတ်ခဲ့တဲ့ page တစ်ခုလုံးကမှော်ဆန်ဆန်ပျောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်တကယ်လို့ focus move ကိုပြန်ပေးလိုက်တာနဲ့ဖျောက်ထားတဲ့ page ကပြန်ပေါ်လာမှာဖြစ်ပါတယ်ဒီနေရာမှာတခုသတိထားမှာကိုက focus mode on ထားလို့ page တစ်ခုလုံးကပျောက်နေမှာဖြစ်ပေမဲ့အဲ့ library ထဲမှာတော့ကိုဖျောက်ထားတဲ့ app တွေကရှိနေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီနည်းလမ်းလေးတွေကိုစမ်းကြည့်လိုက်တော့နော်အခုလိုနည်းပညာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်လို့ဒီလို user guide by unit ရဲ့ Facebook page, TikTok channel နဲ့ YouTube channel လေးတွေကို like and follow, subscribe လေးလုပ်သားပေးပါဦးဒီဗီဒီယိုလေးကကိုယ့်အတွက်အသုံးဝင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကို share ပေးသားပါဦးနော်အဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတာ